နည်းနည်းနဲ့ရင်ခုန်မဲ့လူမဟုတ် အမေရမလားအင်ဒီလေးဆယ်လိုက်တော့ တကယ်ပေါ့ Hi ဒီနေ့ကပါဇက်အစာမကျွေးဘူး မျက်လုံးအစာကျွေးကြမယ်ကဲတော့တော့ပါနော်ဘယ်ကတော့တော့ပါနော် ဟေးပြေပြ ရှစ်ချောကတော့သူနာတယ်လေးရှင်မ ခုံးဟိုမြေခုံးလေးပေးလိုက်အောင်တောက်လိုက်လေဆိုတဲ့အပြုံးရင်ပတ်ကြီးတစ်ခုလုံးပေးချလိုက်မယ်ကွာအေးလာငါကြည့်ပြီးတော့ပဲတော့ဝေါကိုကိုကို challenge ဆိုလို့ရှိရင် နည်းနည်းနဲ့ရင်ခုန်မဲ့လူမဟုတ် ဟိုးရင်းရဲ့အချစ်တော်ကြီးဝမ်းရွယ်မပါပဲရအောင်ပြန်မရိုင်းတာအဲ့လိုတောက်လိုက်တာနဲ့အဲ့လိုဝမ်းရွယ်ဖန်ဝမ်းရွယ်ဖန်မြပဲ ရှိတယ်မှာဟုတ်လားချစ်စရာလေးကွာ ချစ်စရာလေးအတန်းလဲချိုး တဘာပြည့်နေရတယ်အေးရုံ နင်ပြောရရင်ငါ boyfriend ဆိုကောင်းမှာပဲမလေးချင်တာစပြီနော်Daddy လေးကွာ အိုးကွာနဲ့တူရော ဟိုကိုရီးယားမင်းသားလေးကိုရီးယားမင်းဘယ်လိုခေါ်อ่ะ လီတုံးစော့ပဲတည် သူနှာခေါင်းချွန်လေးလေး အိုးသူဟိုဆယ်တူတရားလေးချွတ်လိုက်ရနေရတာကြီးမဟုတ်ဘူး ဘယ်အားကြီးလဲဘာလို့ချွတ်ခိုင်းနေရလဲဒီကောင် ပါမုံနေတာကြီးမဟုတ်ဘူးကြီးလိုက်ရတယ်တည်တယ်တရားကြီးလိုက်ရတယ်တည်တယ် အဲ့ဟာဘာလဲတစ်စက်နှစ်စက်တည်းอ่ะအဲ့ရပြီလားဆိုရပြီ တလုံးကအဲ့လောက်ပြားရပေါ့ တော့ အိုးမကြီး ကြိုက်ဘူးပေါ့ ကလေးရမ်းဆန်နဲ့ကလေးရမ်းဆန်မှမကြရဘူး အဲ့လိုကြီးလာပြီပဲစာကလေးရဲဆန်တာကိုကြိုက်တယ်ဒီ မဟုတ်ဘူးကလေးလိုကြိုက်တာမဟုတ်ဘူးသူအဲ့လိုမျိုးလေး basketball တွေဆော့တဲ့ exercise တွေလုပ်တဲ့အဲ့လိုမျိုး အဲ့ဒါဒီကတော့ sunshine boy အဲ့လိုမျိုးတွေကြိုက်တာ ဒီတစ်ခုကတော့အောင်မြင်သွားတယ်ပေါ့ အောင်ဝင်သွားကလေးဆန်ဆန်တွေကြိုက်တော့ အေးပါကွာ just the one Justin ဒီမခုံဘူးနော် ကြားတော့ကြားပဲယောက်ျားဒါပါကြားလဲငါယောက်ျားဝါဆက်အနောဟာတော့ဝယ်ပဲပြရောသူချွတ်တာလဲပါမုံကနည်းနည်းပဲပြလိုက်ရ ဟာပပတူအိုး အေးရင်ဘနာတတူ တက် လေး တူဒီနာလေးမှာကွာအာ ဟိုမှာစိတ် so sexy ကွာနှခါကြည့်နှခွတ်နော် သူအတန်လည်းနှစ်ခွက်ဆိုလဲတောက်ပဲကွာငါရဲ့ Justin 1ငါရဲ့အသေးတုံးကရောက်ကြပါ အေးပါကွာ ညတိုင်းငါ့ကိုချောတိတ်နေတဲ့အတန် အေးပါကွာ အိယာဝင်ဖို့ချောတိတ်တဲ့အတန် ယောက်ျားပေါ့ကွယ် ဟုတ်တယ် ဘလို့ daddy side တွေကြိုက်တာမလား Daddy တို့ရှက်အဖြူလေးဝစ်ပြီးတော့အထက်ကပေါင်တာလေးအပေါပေါင်မှုလေးပေါင်မှုလေးမထိတထိလေး ဒီလိုလေးကိုကိုင်းချင်တာဒီလိုလေး မထိတထိလေးရှိုးထားတာတို့ဆိုအဲ့တိုက်ကလေး နိုင်သွားပြီ3ခုလုံး တရားမခွေရမပါရလားတူတူတူ
ချိုးတာ fan ဆန်ဆန်ဒီထဲမှာ fan 真真 is the better မဟုတ်ငါရဲ့ just the one the best ယောက်ျားလေးတက်တူကိုမကြဘူးဒါပေမဲ့လေဒီ fan ဆန်ဆန်ဒီထဲမှာတက်တူကို so sexy ကဲဆိုနာတခုကြိုက်ဆိုတော့တခုပို့ရှာထား ဒီလိုလေးကြိုက်တာကွာ တန်တန်ပြင်းပြင်းလေးနဲ့အပြုံးလေးကဖြူဖြူစင်စင် အဲ့လိုမျိုးကြိုက်တာ အပြုံးကဖြူဖြူစင်စင်လေးအဲ့ဒါနဲ့တောက်လိုက်ပါဦးကမတောက်ဖို့တော့ special ပဲနဲ့မေ့လို့ပါလို့တဲ့သူနှခေါင်းရိုးရလေတလားတက်ပြောမှလို့ရှောစီးနေတာပေါ့ချစ်ချင်ကြောက် ရှင်းသူမဆေးရှင်းတဲ့ပုံစံမှာ တော့အဲ့လိုပါမနော်ခုခံပြီးတော့ ကိုရဲ့ ကောင်းလေး ကိုရဲ့ရင်ခွင်ထဲမှာပဲနားချင်တော့တယ် ကောင်းလေးတင်ပြီးတော့မှရှယ်ပဲကဲနောက်ဆိုတော့ရအောင်သူ့ကို3ခွက်ရအောင်တောက်ခိုင်းလိုက်ပါပြီခင်ဗျာ အော်ရှစ်ကဲဒီနေ့ကြည့်သွားတဲ့ဗီဒီယိုတွေကအကုန်လုံးကလန်နဲ့ရန်တို့ရဲ့ကြိုက်တဲ့ type လေးတွေကိုပဲရွေးထားတာမလို့အပျော်တော့ပဲကြည့်ပေးကြပါကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ Thanks for watching bye bye bye